enemy နဲ့နှစ်ယောက်တစ်ကဘာတိဆောက်လို့ရမယ် hero တစ်ဒီဗီဒီယိုကတော့ hero တစ်ဟာရဲ့ package guide လေးပဲဖြစ်ပါတယ် skill တွေကိုရိုးရိုးရှင်းရှင်းနဲ့နားလည်လွယ်အောင်ပြပြပေးသွားပါမယ်ဆိုတော့စလိုက်ရအောင် hire ရဲ့ပတ်စီကို brother တို့အနေနဲ့နှစ်ခုမှတ်ထားပေးရပါမယ်ပထမတစ်ခုကဒီ stat လေးသုံးခုပါ brother က skill 1ဒါမှမဟုတ်ရင် skill 2ကိုသုံးတဲ့အခါ stat တစ်ခုကုန်ပါမယ်အဲ့လို stat 3ခုလုံးကုန်သွားရင် regenerate လုပ်နေတဲ့အချိန်မှာ brother ရဲ့ပထမဆုံး basic attack ကအဟမ်းဖြစ်နေမှာပါဒါကပထမတစ်ချက်ပါနောက်တစ်ခုကဘာလဲဆိုရင် skill 1ဒါမှမဟုတ် skill 2ထိသွားတဲ့ enemy ကိုအမှတ်တစ်ခုမှတ်လိုက်မှာဖြစ်ပါတယ်လောလောဆယ်အဲ့လိုပဲသိထားပေးပါဒီအမှတ်ကို skill တွေနဲ့ပေါင်းပြီးတော့ရှင်းပြပေးသွားပါမယ် skill 1ကတော့တာမန်ပါပဲအဝေးကနေ magic damage လှမ်းပေးတာပါတခုရှိတာကအမှတ်ပေးခံထားရတဲ့ enemy ကို skill 1သုံးလိုက်ရင်တော့ true damage အပိုထိမှာပါဆိုတော့တော်တော်နာပါတယ် skill 2က magic အလုံးလေး3ခုကိုပြစ်ထည့်လိုက်မှာဖြစ်ပါတယ်ဒီ skill က damage အတွက်ပဲမဟုတ်ဘဲနဲ့ brother ကရှိလဲရမယ် movement speed လည်းရအောင်မှာပါအမှတ်ရှိနေတဲ့ enemy ကိုသုံးလိုက်ရင်တော့ 0.5 second ကို stand လေးပါထပ်ပါအောင်ပါမယ်ဒီ skill 2က higher အတွက်တော်တော်အရေးကြီးတဲ့ skill တစ်ခုပါ skill 3ကတော့ကို target ထားလိုက်တဲ့ enemy နဲ့ 1.5 second အကြာချိတ်ဆက်ပြီးတဲ့နောက်မှာတော့ higher ရဲ့ mirage တဲကိုရောက်သွားမှာဖြစ်ပါတယ်နောက်တစ်နည်းပြောရရင်တော့နှစ်ယောက်တစ်ကဘာပေါ့နော်အဲ့ဒီမှာဆိုရင် brother က skill 9 round နေအကုန်90%ရှော့နေမှာဖြစ်ပါတယ်ရှိရလည်းရနေအောင်မှာဖြစ်ပါတယ် mirage တဲမှာ skill 3ကိုထပ်နေလိုက်ရင်လည်း enemy ရဲ့အဝေးကိုခွာပေးအောင်မှာဖြစ်ပါတယ်ဒါကတော့ skill 3ပါ bonus တစ်လေးအနေနဲ့ကြတော့ skill 3နဲ့ပတ်သက်ပြီးနည်းနည်းမှားချင်ပါတယ် brother က higher skill 3ကိုမသုံးခင်မှာသူမရဲ့ stat တွေကိုအကုန်သုံးထားလို့ရပါတယ်သုံးနေပါတယ်ဘာလို့လဲဆိုတော့ stat တွေကုန်နေလေ mirage ကိုရောက်တာနဲ့ stat တွေအကုန်လုံးပြန်ပြီးတော့အပြည့်ဖြစ်နေမှာဖြစ်ပါတယ်တချို့အသေးစိတ်တွေကတော့ကြည့်ရတာရှုပ်နေမှာဆိုလို့ထဲမှာပြောတော့ပါဘူးအဲ့ထက်ပိုပြီးသိချင်တယ်ဆိုရင်လည်း comment မှာပြောခဲ့လို့ရပါတယ်ဗျဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ကဇာမှာနောက်ဗီဒီယိုလေးမှာပြန်တွေ့အောင်